ဂျပန်ကိုကျောင်းနဲ့သွားရမြန်လားအလုံးနဲ့သွားရမြန်လားလို့မေးရင်ဒီအချက်၅ချက်ကိုသိထားဖို့လိုအပ်ပါမယ်ပထမတစ်အချက်ကတော့ပညာရေးချင်းမှာကျောင်းနဲ့သွားရင်10တန်းအောင်ထားဖို့လိုအပ်ပြီးတော့အလုံးနဲ့ဆိုရင် training visa နဲ့ဒုက္ခသေး visa ကပညာရေးချင်းကတ်သက်မရှိတဲ့အပြင်လစာရောကောင်းတာကြောင့်လူကြိုက်များပါတယ်ဒုတိယအချက်ကတော့ဂျပန်စာရေးချင်းကတ်သက်ပါအရင်ဆုံးကျောင်းနဲ့သွားမယ့်သူတွေဆိုရင်ကိုရှောင်းမဲ့အင်တိန်နဲ့ကျောင်းမျိုးစားဖို့မူတည်ပြီးဂျပန်စာအောင်လက်မဲ့လိုတာရှိတယ်လို့မလိုတာလည်းရှိပါမယ်အလုံးနဲ့ကိုမှ training visa ထဲမှာဆိုရင်အောင်လက်မဲ့မလိုတဲ့အပြင်အခြေခံလစာရန်18,000အထိရရှိနိုင်မှာဖြစ်ပါတယ်။တတိယအချက်ကတော့အားလုံးသိချင်နေကြတဲ့အကျွေးစနစ်နဲ့ရမရဆိုတဲ့အပိုင်းမှာဇာကူရာမှာဆိုရင်ကျောင်းနဲ့သွားမယ့်သူတွေကလည်း scholarship လျှောက်ထားနိုင်တယ်လို့အလုံးနဲ့သွားမယ့်သူတွေကလည်း zero cost installment program နဲ့ education fees ပေးသွင်းရတဲ့ပုံစံဆိုပြီး၃မျိုးရှိပါတယ်။နံပါတ်၄အချက်ကတော့အသက်အရွယ်ပဲဒီလက်ခံနေဆိုတဲ့အပိုင်းမှာကျောင်းနဲ့ဆိုရင်အသက်18ကနေ30ဒီလက်ခံတာများပြီးတော့အလုံးနဲ့ဆိုရင်18ကနေ50ဒီလက်ခံပါတယ်ရှင်။နောက်ဆုံးအချက်ကတော့မိမိရဲ့အားနည်းချက်တွေကိုသိထားဖို့လိုအပ်ပါမယ်။ဥပမာတတူးထိုးထားတာလား၊ဖိစိတ်တရားရရှိထားတာလား၊ကာလာဘရိုင်းဖြစ်တာလား၊စိတ်မအောင်တာလား၊ညာတန်မဟုတ်တာလားစသဖြင့်အားနည်းချက်တွေပုံမူတည်ပြီးတော့လေဂျပန်ကိုအလုံးနဲ့သွားရမလား၊ကျောင်းနဲ့သွားရမလားဆိုတာကိုအသေးစိတ်စုံစမ်းမေးမြန်းခြင်းနဲ့ဆိုရင်တော့ရန်ကုန်မှာဆိုရင်တာကီတာ၊တာမွေ၊မြောက်တကုံလဲရန်ကျောင်းခွဲများအပြင်မန္တလေးဆိုရင်69A 3839ကျတောင်ကြီးဆိုရင်ခွာညိုလမ်းမပေါ်မော်လမြိုင်ဆိုရင်အောင်ဆန်းလမ်းမပေါ်ပခောက်ကူဆိုရင်တော့အမတ်နဲ့ရွှေချမ်းသာလမ်းမပေါ်မှာတည်ရှိတာဖြစ်ပါတယ်ဖုန်းနဲ့ဆက်သွယ်ခြင်းနဲ့ဆိုရင်တော့39ကို0048 3338ကိုဆက်သွယ်နိုင်ပါတယ်ရှင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်